ကျမလေးပြောစရာလေးရှိလို့ကျမတို့လေအခုဆို social media မှာဒီ social platform တွေအများကြီးရှိလာတာပေါ့နော် TikTok ရှိမယ် Facebook ရှိမယ် Instagram ရှိမယ် Twitter ရှိမယ်ပေါ့ဒါကတော့ထင်ရှားတဲ့ဟာတွေအဲ့ဒီမှာကျမတို့မြန်မာနိုင်ငံကအသုံးများတာဆို Facebook နဲ့ TikTok ပေါ့နော် Instagram တို့ဘာလို့ကကြာနည်းနည်းလေးလူလန်းစားတည့်ရပေါ့လေTwitter ဆိုကျမတို့တိတ်မတွေ့တတ်ကြဘူးเนาะကျမကိုယ်တိုင်လည်းမသုံးတတ်ဘူး Twitter ဆိုလေเนาะဆိုတော့အဲ့တော့ Twitter တိတ်မသုံးဘူးကျမတို့ကတော့Facebook နဲ့ TikTok ပေါ့လေအများဆုံးเนาะအဲ့တော့ TikTok ဆိုလို့ရှိရင်ကျမဆိုရင် TikTok သုံးတာဆိုရင်တစ်နေ့ကြော်လောက်ပဲရှိသေးတယ်ဟိုအရင်တည်းက TikTok ကိုကျမကလေdown ထားတယ်လှုပ်ထားတယ်အဲ့တော့ရည်စရာပြောပြပါဦးမယ်ကြုံကြိုက်လို့မလို့ရည်စရာပြောပြအောင်နိုင်ငံရေးတွေဖြစ်တဲ့ခါကျတော့TikTok တွေလောက်ထားကြတာလူတွေကပြောကြတယ် TikTok ကတဲ့တရုတ် application နဲ့ဒါကြောင့်မလို့ကျမတို့ကတရုတ်ကိုဘိုင်းကောက်တဲ့ TikTok မသုံးရဘူးလေဆိုတော့ကိုရီးယားလည်း TikTok ကလည်းငကိုနီးအောင်လည်းတိတ်မသုံးတတ်တာဆိုတော့လေအိုးငါတို့ TikTok သားသုံးရင်စိတ်ခံထိမယ်ပေါ့သိလား TikTok ကိုဘိုင်းကောက်ရမယ်ဆိုတဲ့ခါကျကိုကလည်းကောက်ရတာပေါ့နော်အဲ့တော့ကောက်ရတာပေါ့အများကောက်တယ်ဆိုတော့ကိုကလည်းကောက်ရတာလေအဲ့ဒါယူ install လုပ်ပလိုက်ရောသိလားinstall လုပ်ပလိုက်တော့ TikTok မရှိတော့ဘူးပေါ့ဟေးပြီးလဲပြော TikTok မှာလေဟိုက TikTok ဆိုပြီးတက်လာဒီက TikTok ဆိုပြီးတက်လာ Facebook မှာအဲ့ TikTok တွေကူးတော့ဟေးပြောတော့ TikTok မဆော့အောင်ဆိုပြီးတော့ TikTok မလုပ်အောင်ဆိုသူတို့တွေကြာလုတ်သလားပေါ့ဆိုပြီးတော့အဲ့ဒါလေကိုကလေမလုတ်တတ်တော့ဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ထိုင်းဘန်ကောက်ရောက်တဲ့ခါကျဘန်ကောက်ကကျွန်မမိတ်ဆွေမောင်လေးကပြောတယ်အမကိုက social influencer ဆိုတာက social platform တိုင်းမှာရှိရတယ်အမအဲ့တော့အမဘာဖြစ်လို့ TikTok မလုပ်တာလဲဆိုဟဲ့အမမလုပ်တတ်ဘူးလို့ပြီးတော့လို့ TikTok ကိုဘိုင်းကောက်ထားရလို့ပြောဟာအမကလေတဲ့ဒီလောက်ဖြစ်တယ် TikTok မှာအကုန်လုံးလုပ်နေတဲ့ဟာဟုတ်တယ်အမပါအမတဲ့ဘလို့မသိပါဘူးဟေးငါကတော့ကြာလို့နေနိုင်နေတော့လူတွေကဆင်းနေတာဆိုတော့အမ TikTok လုပ်ရင်အမပိုးဆဲမှာဆိုလို့ဆိုဟာမဟုတ်တာတဲ့ဆိုပြီးအဲ့လိုပြောတဲ့ခါကျအဲ့နဲ့ तू ကကျွန်မကိုလေ TikTok တွေပြန်လုပ်ပေးပေါ့နော်ပြန်ဖွင့်ပေးကျွန်မမလုပ်တတ်တော့ဘူးအရင်ဟာတွေလည်းပြန်ဖွင့်ပေးအကောင့်တွေပါပြန်ဖွင့်ပြီးတော့အဲ့ဒါနဲ့TikTok ဖြစ်သွားတယ်ပေါ့လေအဲ့နဲ့ तू ကဒီလိုရိုက်ပေါ့လေအဲ့နဲ့ပဲဆန်းနဲ့ရိုက်ကြည့်ရင်းနဲ့ပေါ့ကိုကအခုဆိုတော့မနေတက်နေပြီပေါ့နော်ဆိုတော့အဲ့တော့ဟုတ်ပြီကျမတို့က social platform ပေါ်မှာအဲ့တော့ Facebook တဲ့ဆိုင်တော့ TikTok ကပို့ပြီးတော့မှ तू က view တိုင်းကိုမှတ်တမ်းတင်တာဖြစ်တယ် view ဘယ်လောက်ရတယ်ပေါ့နော်အဲ့တဘောကview ဘယ်လောက်ဘယ်နှကေရှိတယ်ပေါ့ဘယ်လောက် million ရှိတယ်ပေါ့စသဖြင့်ဒီလိုမျိုးလေးတွေပေါ်တယ်ပြီး reaction လေးတွေပေါ်တယ် तू ကတော့ရှင်းတယ်အသေး reaction တစ်ခုပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသေးလေး reaction လေးနဲ့ comment နေနဲ့ပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ Facebook တက်ပို့ပြီးတော့မှ तू reach ဖြစ်တယ်လीเนาะလူတွေရှေ့ကိုရောက်တာပိုများတဲ့ခါကျတော့ selly ဖြစ်လွယ်တယ်ပေါ့ပြောရလို့ရှိရင် selly ဖြစ်လွယ်တယ်ပေါ့လी selly ဖြစ်လွယ်တယ်အဲ့တော့အခုကျမတို့ကအရင်တော့ဆိုလို့ရှိရင်တော့ entertainment field ထဲမှာအနုပညာရှင်ဆိုပြီးတော့မှတရုပ်ဆောင်အနုပညာရှင်မင်းသားမင်းသမီးဇက်ပိုဇက်ရန်ဒါတွေပဲရှိတာပေါ့နော်ဆိုတော့အခုကတော့ကျမတို့ကဒီဘက်ခေတ်ကြီးထဲမှာ social platform တွေအရန်ပေါ်လာတဲ့ခေတ်ထဲမှာ TikTok selly Facebook selly စသဖြင့်ဒီလို selly တွေပေါ်လာတာပေါ့ကောင်းပါတယ်เนาะအခွင့်အလမ်းလေးတွေအလောက်ကန်ခွင့်လန်းလေးတွေကောင်းလာတာပေါ့ opportunity တွေအများကြီးရတာပေါ့เนาะအလောက်ကန်ခွင့်လန်းလေးအဲ့ရမှာ view တွေများတဲ့သူတွေခုနလိုပေါ့reach တွေအများကြီးရောက်တတ်တဲ့သူတွေ view တွေအများကြီးရတဲ့သူတွေ react တွေအများကြီးရတဲ့သူတွေဆိုလို့ရှိရင်လုပ်ငန်းရှင်တွေကခေါ်ပြီးတော့မှတို့ရဲ့ကုန်ပစ္စည်းတို့ရဲ့ product လေးတွေကိုကြော်ညာခိုင်းကြတယ် story လေးရိုက်ကြတယ်เนาะ blog လေးတွေရိုက်ကြတယ်စသဖြင့်ပတ်စံလေးတွေရတာပေါ့ဝင်ငွေတစ်ဖက်တစ်လမ်းကောင်းပါတယ်အရန်ဝမ်းသာစရာကောင်းတယ်เนาะကျမတို့ဆိုပါပဲဖြစ်ဖြစ်ဒါ TikTok တို့ဘာလို့မှဆိုကျမတို့က beginner အဆင့်မှာပဲရှိတယ်เนาะအမလေးဟိုမှာတို့ရဲ့ TikTok selly တွေဘာတွေနဲ့ရှင်လိုက်ရင်ကျမတို့တွေရဲ့ view တွေဆိုတာအမုံအမွားတွေเนาะဆိုတဲ့ခါကျတော့လေအဲ့လိုမျိုးလေးပေါ့အဲ့တော့ဘာတွေ့လာလဲဆိုတော့လူတွေကလေအဲ့လိုမျိုးview တွေရဖို့ reach တွေရောက်ဖို့လူတွေကြည့်ဖို့ reaction တွေရဖို့ခုနပြောတဲ့ reaction တွေများရတယ်ဆိုလို့ရှင်ဒါ selly ဖြစ်တယ်လို့ဒီလိုပြောတာဟုတ်ဆိုတဲ့ခါကျအဲ့လို selly ဖြစ်ဖို့အရေးကိုမထော်တွေအရန်လောက်လာကြတယ်အသက်ကြီးတဲ့သူတွေကစိတ်အပန်းပြေရမလို့တို့ဆိုတီးမုတ်ကခုံနေတယ်ဆိုတော့တပိုင်းပေါ့နော်တရုတ်ပြမဟုတ်ရင်ပြီးရောပေါ့ဆိုတော့ကြတော့ဒါလဲတို့ကဲတို့ရဲ့အသက်ရှည်ကအနာမဲချောင်းပေါ့လေကျမတို့သဘောကျပါတယ်အသက်ကြီးတဲ့သူတွေလုံနေတာတွေနော်တို့ဒါလေးကစိတ်အပန်းပြေစရာလေးပေါ့လေနော်ဘယ်သူမှဒုက္ခမပေးဘူးဆိုပြီးတာပါပဲပေါ့နော်ဆိုတော့လေဒါပေမဲ့ကျမဒီနေ့မနေ့ဆိုဗီဒီယိုဖိုင်လေးအမျိုးသမီးလေး3-4ဦးလောက်တွေ့ဒီလိုဗီဒီယိုဖိုင်ကိုကြည့်လိုက်ရင်ဒါနဲ့ဆက်တဲ့ဗီဒီယိုဖိုင်တွေတက်လာတာပေါ့အမြဲတမ်းဟိုထိုင်ကုန်လက်တန်းပေါ်မှာတင်တဲ့အမကြီးကလည်းရေချိုးခန်းထဲမှာထမင်းရင်ရှားနဲ့ကြည့်ကြင်လို့ရှိရင်ဒီမှာလာကြည့်လေဒီလိုလာကြည့်လေနှလုံးရှိတယ်ဒီပါအဲ့လိုတွေရောသိလားအဲ့လိုတွေမြင်ရတယ်เนาะနံပါတ်1အဲ့ post ကိုမြင်တယ်
နောက်တစ်ခါဘာ post ကိုမြင်လဲဆိုတော့နေပေါင်းမြောက်ဥက္ကလာသူလေးဆိုလားဘာဆိုလားအဲ့လိုနာမည်မျိုးလေးနေနော်နောက်တစ်ခါလေးတောင်တွင်းသူလေးလို့ဆိုအဲ့လိုဘာသူလေးညာသူလေးဆိုအဲ့လိုနာမည်တွေနဲ့ကျမနာမည်အမှတ်မှားခြင်းလဲမှားလိမ့်မယ်ဒါပေမဲ့အဲ့နာမည်တွေပဲနဲ့တူတယ်နော်အဲ့ဒီညီမလေးတွေကအဲ့ဒီခုနပြောတဲ့ရန်ကုန်ကအဲ့ဒီဘာမြောက်ဥက္ကလာသူလေးဆိုလားဘာဆိုလားမသိဘူးအဲ့ဒီညီမလေးတယောက်ဆိုအတော်ကိုဆိုးပါပဲအတွင်းငံပေါင်းပြီးပန်တီဝတ်တယ်ကျမတို့တွေလည်းပန်တီဝတ်ပါတယ်အမျိုးသမီးတွေမယိုသေးစကားနော်ဒီဝတ်တယ်ကျမတို့တွေအမြောင်းလိုက်ပေါ်အောင်မဝတ်ပါဘူးနော်အမြောင်းလိုက်ပေါ်အောင်လေအမျိုးသမီးအင်္ဂါအမြောင်းလိုက်ပေါ်ကျမဒီလိုလေးပဲသုံးမယ်နော်ပေါ်အောင်မဝတ်ပါဘူးတမင်တကာကိုအမျိုးသမီးအင်္ဂါကိုအမြောင်းလိုက်ပေါ်အောင်ကိုဝတ်ပြီးတော့မှအဲ့ဒီအောက်ခံဘောင်းမီလို့အသားမျိုးပျော့လေးဆွဲသားလေးကိုဝတ်ပြီးအပေါ်ကအင်ကြီးနဲ့တခါနဲ့ကိုတစ်ချိန်လုံးဖင်ရမ်းပြီးတော့မှကပြီးတော့ရှာကလည်းတစ်ချိန်လုံးတစ်လနဲ့ဘာလုပ်တာလဲလို့အဲ့ဒါဘာလုပ်တာလဲဘာဖြစ်ချင်တာလဲနော်နောက်တစ်ခါကောင်မလေးတယောက်သူကလည်းအဲ့လိုပဲကြောက်ပတောင်းသူလေးလားတောင်တွင်းသူလေးလားဗါလဲအဲ့လိုပဲနေသူအဲ့လိုသူလေးတွေအဲ့လိုသူလေးတွေကတော်တော်ကိုဇာပြင်းနေတယ်နဲ့တူရယ်နော်အဲ့လိုမျိုးလေးမျိုးနာမည်တွေကိုတက်တဲ့သူလေးတွေကတော်တော်ဇာပြင်းနေလို့ပဲဒီလိုပဲပြောရမယ်နဲ့တူရယ်နော်အဲ့ဒီတယောက်ဆိုလဲဒီလိုပဲထမိန်ုံလေထမိန်ုံကျွတ်မလို့ထမိန်ုံဒီလိုကျွတ်မလို့နဲ့ချွတ်မလို့နဲ့လှုပ်ပြီးတော့မှလေအဲ့လိုလှုပ်ပြီးတော့မှစကားတွေပြောပြီးတော့မှအဲ့လိုတွေလှုပ်တာအဲ့တော့ one post ပဲလားဆိုတော့ no one post မဟုတ်ဘူးသူတို့ရဲ့ every post တိုင်းကအဲ့လိုမျိုးပဲအဲ့လိုမျိုးတွေလောက်ကြတယ်ဆိုတော့ကျမကလေဘာရည်ရွယ်ချက်လဲကျမတို့ဟိုပေါက်မြောက်အောင်ကိုယ့်ရဲ့ဟာကိုပေါက်မြောက်အောင်ကိုယ့်ရဲ့ ability ကိုယ့်ရဲ့ကိုယ်သွေးတွေနဲ့လှုပ်လို့မရဘူးလားကောင်းတဲ့ဂုဏ်သတင်းနဲ့ကြော်စွမ်းအောင်လှုပ်လို့မရဘူးလားဟုတ်ပြီဒါဆိုရင် view တွေအများကြီးဝင်ကြည့်သွားတယ်ကြည့်တဲ့ view တိုင်းကကိုယ့်ပေါ်ထားတဲ့စိတ်ဟာဘလို့စိတ်နဲ့ဝင်ကြည့်သွားတာလဲဟာအောက်တန်းစားမတွေပါကွာအပေါ်စားမတွေပါကွာအယူတွေပါကွာအဲ့လိုကြည့်တာအဲ့တော့ view များတိုင်းဆယ်လီဖြစ်နေတာမျိုးမဟုတ်ဘူးဟုတ်တယ်နော် comment တွေများတိုင်းဆယ်လီဖြစ်နေတာမဟုတ်မှန်ထားတဲ့ comment တွေကိုဖတ်ကြည့်ပါအဲ့တော့မှန်ထားတဲ့ comment တွေမှာတချို့ကနှမသားချင်းမစာနာတဲ့စာတွေရေးချင်ရေးမယ်စင်းတာတွေရေးချင်ရေးမယ်အယုတ်တာအနက်တာတွေရေးချင်ရေးမယ်ရေးတဲ့သူတွေကိုအပြစ်ထိုင်ပြောလို့မရဘူးမိမိကိုယ်တိုင်ကမိမိကိုနှမသားချင်းမစာမနာမပြောရင်းအောင်နေရမှာမိမိကိုယ်တိုင်ကအယုတ်တာအနက်တာမိမိကိုမစင်းဆိုရင်းအောင်နေရမှာဒါကြောင့်မလို့ celebrity နဲ့ popularity နဲ့မတူဘူးလို့ကျွန်မအမြဲတမ်းပြောတယ်နော် popularity okay celebrity ဆိုတာကဒါအခုအနုပညာရှင်တွေပေါ့နော်နောက်တစ်ခါသူတို့ရဲ့ဟာကိုသမိုင်းမှတ်တမ်းတင်နိုင်လောက်တဲ့အထိစွမ်းဆောင်ရည်ရှိထားတဲ့သူတွေပေါ့နော်နာမည်ကျော်ကြားတဲ့သူတွေပေါ့ popularity ဆိုတာကရုပ်ဒီလိုမျိုးခေတ်ကာလအလျောက် popular ဖြစ်လိုက်တာခဏလေးဝုန်းဆို popular ဖြစ်လိုက်မယ်ပြီးရင်ပျောက်သွားမယ်သူ့မှာဘာစွမ်းဆောင်ရည်မှမကြံခဲ့ဘူးเนาะဆိုတော့ popularity မှာ bad popularity ဆိုတာ ਨੇ ရှိသေးတယ် bad popularity ဆိုတာကောင်းသတင်းနဲ့ကြော်စောတာမဟုတ်ဘူးဆိုးသတင်းနဲ့ကြော်စောတဲ့သူတွေကြော်စောတယ်ဘာလဲဆိုလူကိတ်ရက်ခံပြီးကြော်စောတာအောက်တန်းစားတွေပါကွာပိုးစားတွေပါကွာမိန်းမပြက်တွေပါကွာမိန်းမရုပ်တွေပါကွာဟာလကားဟာတွေပါကွာဆိုတာဒါမျိုးเนาะအဲ့ဒါကို bad popularity လို့ပြောတယ်ညီမလေးတို့အားမကြပါနဲ့အမားတို့မြန်မာအမျိုးသမီးလေးတွေဆိုတာကဟီရီအော်တပါဆိုတဲ့ကျင့်ဝတ်ကိုထိမ့်သိမ့်နိုင်ရမယ်ဟီရီအော်တပါတရားနဲ့အညီနေထိုင်နိုင်ရမယ်ဟီရီအော်တပါဆိုတာဘာလဲဆိုတာကျင့်ဝတ်ကိုထိမ့်သိမ့်နိုင်မှုနဲ့စိုးချိုးတွေကိုကြောက်ရွံ့တတ်တဲ့စိတ်တွေဒါနဲ့နေထိုင်တာကိုခေါ်တယ်ဟီရီเนาะဟီရီဆိုတာက HIRI ဟီရီဆိုတာကကိုလေးစားမှုမကောင်းတဲ့အကျင့်များကနေရှောင်ကျဉ်တဲ့စိတ်အဲ့ဒါကိုဟီရီလို့ခေါ်တယ်အော်တပါဆိုတာကလူမှုအတိုင်းဝိုင်းကကိုယ့်ကိုအပြစ်တင်မှာရှုံချမှာကဲ့ရဲ့မှာကိုကြောက်ရွံ့တဲ့စိတ်အဲ့ဒါကိုအော်တပါလို့ခေါ်တယ်အဲ့နှစ်ခုကိုပေါင်းပြီးတော့မှအဲ့တော့ကိုလေးစားစွာနေထိုင်ပြီးတော့မှမကောင်းတဲ့အကျင့်တွေကနေရှောင်ကျဉ်ပြီးတော့မှပတ်ဝန်းကျင်ကမိမိကိုကဲ့ရဲ့ရှုံချမှာကြောက်တဲ့စိတ်နဲ့နေထိုင်ခြင်းကိုဟီရီအော်တပါလို့ခေါ်တယ်အဲ့တော့ဟီရီအော်တပါကိုမရှိဘူးဟီရီအော်တပါကိုမရှိဘူးနဲ့ပြောကြတယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့တော့ဟီရီအော်တပါတော့ပြောနေကြတယ်ဘာမှအထိပ္ပယ်မသိဘူးဖြစ်မှာဆိုလို့အခုတော့လေတခါတည်းကိုလေစမိုင်းနာနဲ့တခါတည်းကိုဖင်မြောင်းလိုက်နဲ့နောက်တစ်ခုရှိသေးတယ်အမျိုးသမီးတွေနဲ့အမျိုးသားတွေနဲ့ဇုံတွဲတွေနဲ့လေအယုတ်တာအနက်တာတွေပြောတာပေါ့နော်ဟေးတနေ့ကိုလိုင်းရဖြစ်ပြန်ပြီတနေ့ကိုဘနဲ့ချောင်းဆွဲပြီးပြီလေ
ဒီလိုတွေဒါတွေကိုလေဒီ line ပေါ်မှာတက်ပြီးတော့မှပြောနေတာ hey ကြော့ပါရဲ့နော် hey ဒီမှာနင်ဘာဖြစ်တာလဲအိတ်တော့လေမအိတ်သေးဘူးလားမအိတ်သေးဘူးဆိုတာနင်ကဘာလဲဘာစိုးကြံလို့လားညာအဲ့လိုတွေပါကိုလေအဲ့ဒါကိုလေဒီ line ပေါ်မှာကိုဒီလိုတွေပြောပြီးအားပေးတဲ့သူကလည်းအားပေးပြီးတော့လေတယောက်ပေးနေရလားအားပေးနေရလားဘယ်လိုလုပ်နေရလဲမြင်ရတွေ့ရတာလေအတူတူစိတ်မချမ်းသာကြဘူး